Hello, welcome back. ဒီနေ့ကတော့ Bollywood program အကြောင်းလေးကိုပြောပြချင်ပါတယ်။ People management ကိုတာဝန်ယူခဲ့ရတဲ့လူတစ်ယောက်အနေနဲ့လေဒီ workshop ကိုလာစားတဲ့က register လုပ်ထားခဲ့တယ်။ Beyond People Management Performance and Workplace Wellbeing ဆိုတဲ့ခေါင်းစဉ်ပေးထားတာအရင်ကအဆက်ဟတ်တည့်ပြီးတော့လေမြင်လိုက်တာနဲ့ People Management တက်ပို့တဲ့အရာရှိတယ်ပေါ့။အဲ့ဒီရှိတဲ့အရာဘာများဖြစ်မလဲဆိုပြီးတော့စိတ်ဝင်စားသွားတာပါ။ workshop ရောက်တဲ့အခါမှာကျတော့program director ဆရာညီနိုင်ကနေပြီးတော့ကျွန်တော်တို့ဒီ management နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝေဆိုတာပြောပြသွားတာကိုနားထောင်ခဲ့ရပါတယ်။အဲ့ဒီထဲမှာကျွန်တော်အထီဆုံးကတော့ sound judgment ပါပထမဆုံးတစ်ခုအနေနဲ့ဆိုရင်သူကဒီဆုံးဖြတ်ချက်ကောင်းတစ်ခုချဖို့ဆိုတာကိုထင်တာမှန်တယ်ဆိုတာနဲ့မလုံလောက်ဘူးပေါ့နော်။အတွေ့အကြုံပင်ကိုယ်သိစိတ်ဖွဲ့စည်းရမူဝါဒစီးမင်းတွေကိုပါအတူကြည့်ရတယ်လို့ပြောသွားတာပေါ့နော်။အဲ့ဒီချက်ကိုကြတော့အရင်လုံးမှာကြုံခဲ့တဲ့ချိန်တွေကိုပြန်သတိရမိတယ်။တချို့ကိစ္စတွေမှာကျွန်တော်ကအဲ့လို ground မှာဖြစ်နေအောင်မြင်ပြီးတော့ဒီလိုလုပ်တင်တယ်လို့တွေးခဲ့ဘူးတယ်ဆုံးဖြတ်ချက်တွေရှိခဲ့ဘူးတယ်ပေါ့ဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကတော့ senior management ရှိမှာပဲရှိပါတယ်အဲ့တော့ဆိုရင်လေငါဆုံးဖြတ်ချက်ကိုဘာလို့မရွေးရလဲဆိုပြီးတော့စိတ်မကောင်းဖြစ်ခဲ့ဘူးတယ်အခုမှပြန်နားလည်လာတာသူတို့ကကျွန်တော်မမြင်ရတဲ့အချက်တွေကိုပါစဉ်းစားနေရဖြစ်နိုင်နေဆိုတာပါဒီ reflection ကတခုတည်းနဲ့ဒီ workshop လာတာတန်သွားတယ်လို့ခံစားရပါတယ်နောက်တစ်ခုကတော့ need and design ရပါနောက်ထပ်ကြိုက်ဆုံးပေါ့နော်သူ need and design for people ပေါ့လူတွေကိုလိုကောင်းအောင်လုပ်စေချင်လို့ရှိရင် skill ပဲကြည့်လို့မရဘူးသူတို့ရဲ့ခြေခံလိုအပ်ချက်လုံခြုံမှု motivation နဲ့ကိုယ့်ကိုတိုးတက်ခြင်းနဲ့စိတ်တွေကိုပါနားလည်ဖို့လိုတယ်လို့ဆိုပါတယ်ဒါကmanagement မှာလုပ်ခဲ့ဘူးတဲ့သူတယောက်အနေနဲ့ကိုသူတယောက်အနေနဲ့ကိုအတွက်ကိုတခြားကို manage လုပ်ရတဲ့အရာတွေအတွက်ပါအများကြီးပြန်တွေးစေတဲ့အချက်ဖြစ်ပါတယ်30 ဟောက်ကတော့ကျွန်တော်တို့အခမ်းအရန်အဝတ်ကြီးပါတယ်မနက်ပိုင်း breakfast မှာတင်မြန်မာမို့ snack မျိုးစုံပေါ့နော် coffee လဲပါတယ် snack မျိုးစုံရဲ့နေ့လည်စာကြတော့လဲပဇွန်စီသမင်းနဲ့ဟိုမှာကြက်ကြော်ရဲ့ကြက်ဥရဲ့နေကြပါတယ်ညနေပိုင်းကျတော့လေ break ခဏနားတဲ့အချိန်မှာလေကြာညိုတင်းကနေပြီးတော့ cookie နဲ့အခမ်းမှာတည်တယ်ရမ်းကိုကြိုက်ပါတယ်ကျွန်တော်ညနေပိုင်းမှာတော့ကျွန်တော်တို့စိတ်ဓာတ်ကMonday Health Professional Teacher ရဲ့ session လေးစပါတယ်အဲ့ဒီပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်အကြိုက်ဆုံးကပါလဲဆိုလို့ရှိရင်တော့ Look Listen Link ဆိုတဲ့ framework ပါကျွန်တော်တို့တကယ်ပေါ်ထဲမှာခင်ဗျားတို့လည်းကြုံမလားတော့မသိဘူးလောက်ခွင်မှာသူမဟုတ် personal environment မှာတယောက်အဆင်မပြေတဲ့အခါကျွန်တော်တို့စီရောက်လာတဲ့အခါမှာကျွန်တော်တို့နားထောင်ပြီးတယ်ပြီးတော့လို့ရှိရင်သူစီကကြားသမျှကျွန်တော်တို့နားထောင်လိုက်သမျှခန်းစားချက်တွေကကျွန်တော်တို့စီရောက်လာပြီးတော့ကျွန်တော်တို့ကအဲ့ဒါကြီးကိုကျွန်တော်တို့စီမှာတာဝန်တစ်ခုလုံးနဲ့ကျွန်တော်တို့တာဝန်ယူမိတယ်လို့ဖြစ်ခဲ့အချိန်မျိုးရှိခဲ့ရပေါ့နော်အဲ့ဒါကြောင့်မလို့ teacher ကအဲ့လိုမျိုးမဖြစ်အောင်လို့ဆိုပြီးတော့ဒီမှာပြောပြသွားတာလေးကပါလဲဆိုလို့ရှိရင် look listen လင်မှာကျွန်တော်တို့တစ်ခုခုအဲ့လိုမျိုးကြုံလာရတယ်ဆိုရင်ကျွန်တော်တို့နားတယောက်ကကြုံလာရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးသူ့ရဲ့အမွေအရာအခြေအနေကိုကြည့်မယ်ပြီးတော့လို့ရှိရင်သူပြောတာကိုနားထောင်ပေးမယ်နောက်ထပ်တစ်ဆင့်အနေနဲ့တော့ကျွန်တော်တို့ကူညီပေးနိုင်မယ့်နေရာကိုချိတ်ဆက်ပေးမယ်ပေါ့နော်ကျွန်တော်တို့တာဝန်ယူလိုက်เสียမလို့ပဲねကျွန်တော်တို့ကချိတ်ဆက်ပေးနိုင်မယ့်နေရာကိုပဲကူညီချိတ်ဆက်ပေးမှာပေါ့နော်အဲ့လိုမျိုးလေးပြောပါအဲ့ဒီ framework ကတကယ်ရိုးရှင်းပေမဲ့အလုံးမအောင်နေစဉ်ဘဝမှာပါတကယ်ကိုထိရောက်သုံးဝင်ပါတယ်ကျွန်တော်ကိုယ်တိုင်ယုံကြည်ပါတယ်ဘာလို့လဲကိုယ်တိုင်လည်းတခြားသူတွေရဲ့ခံစားချက်တွေကိုတာဝန်ယူခဲ့ဘူးလို့ပါဆိုတော့ဒီဟာလေးကကျွန်တော်တို့တော်တော်ကိုသုံးဝင်ပါတယ်ဒါကြောင့်ဒီ workshop လေးကလေ knowledge ပေးုံနဲ့မဟုတ်ဘဲနဲ့ကိုယ်အလုပ်အတွေ့အကြုံရင်တော့ဆုံးဖြတ်ချက်တွေကိုပြန်ပြီးတော့ reflect လုပ်စေခဲ့ပြီးတော့နားလည်မှုအသစ်တချို့ရရှိစေခဲ့ပါတယ်။ဒီခါတလေအသစ်တစ်ခုကိုသင်ယူတာထက်ကိုလုပ်ခဲ့တဲ့အရာတွေကိုပြန်နားလည်သွားတာပို့ပြီးတော့တမိုးရှိတတ်တယ်။ကျွန်တော်တို့ပေါ့နော်။ခင်ဗျားတို့ရောဒီလို workshop တွေ join ဖြစ်ဘူးလား။ဘယ် workshop ကကိုယ့်အတွေ့ကိုပြောင်းလဲဆုံးဖြစ်စေလဲဆိုတာ comment မှာမျှဝေပေးခဲ့ပါကျွန်တော်လည်းအဲ့လိုဟာလေးတွေရေးထားရဆိုလို့ရှိရင်ဖတ်ရတာစိတ်ဝင်စားပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်ခဲ့ပေးလို့ရပါတယ်နောက်တစ်ပတ်ဒီလိုဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်တတာ